မိဖုရားခေါင်ဟာကျမ်းပြင်ပေါ်မှာဖိနှိပ်ဖန်ဆီးခံထားရပြီးမင်းကြီးကမင်းရဲ့တစိမ့်ပြားကတူရှိုတွေနဲ့အတူဒီနေရာကိုဘာလို့ရောက်နေတာလဲရှင်းပြခိုင်းတယ်မိဖုရားခေါင်ကအကွက်ချဆင်းသားပြီးအရှင်မင်းကြီးကျမရဲ့ကြောက်စိမ့်ကလွန်ခဲ့တဲ့3ရက်ကတည်းကပျောက်နေတာပါဒါဟာတစုံတစ်ယောက်ကကျမကိုလှုပ်ကြံတာပါကျမကမင်းကြီးနောက်မှာရရင်အေးဆက်လောင်ပြောင်တဲ့အကြီးနဲ့ကြီးကငိုတန်လေးနဲ့ဝင်ပြောလိုက်တယ်ကျမကြောက်လာပါပြီမိဖုရားခေါင်ကြီးရဲ့ကျမရဲ့နိုင်ငံတော်လေးကိုလိုချင်ရင်လည်းကျမကိုဓာတ်ရိုက်ပြောပါလားဘာလို့ဒီလိုကြောက်စရာကောင်းအောင်လှုပ်ကြံရတာလဲဒီစကားကမိဖုရားခေါင်ကိုကောက်ွယ်ပေးတယ်လို့နဲ့အေဂရစ်ရဲ့တန်တရားကိုပို့ပြီးမိလောင်ရလေးပင်ဖြစ်စေတယ်အေဂရစ်ကပို့ပြီးဒေါသထွက်သွားကဒုဗိုလ်မှူးကအကုန်ဝင်ခံပြီးပြီမင်းရဲ့မိသားစုဝင်တွေစစ်တပ်ထဲမှာအာဏာပြနေတာကြပြီးတဲ့မိဖုရားကိုယာရုကချပြီးအချုပ်ခန်းထဲထည့်လိုက်မိဖုရားခေါင်နှမ်းကျသွားပြီးနောက်မှာအေဂရစ်ရဲ့တန်တရားစိတ်ကပိုကြီးလာပြီးစစ်တပ်ထဲကအင်အားစုတွေကိုဖြိုခွဲဖို့ကြိုးစားတော့တယ်ကျမကတော့သူ့ရဲ့တူဦးလေးသောအကူရဖြစ်လာခဲ့တယ်ညတိုင်းသူကျမစီလာပြီးစိတ်ပြေလျှော့အောင်လှုပ်တတ်တဲ့ညမှာအေဂရစ်အလုရှုပ်နေတော့သူ့စာကြည့်တန်းထဲကပြုတ်ဝက်ကန်ထဲမှာအမတော်အသက်ပေးခဲ့ရတဲ့နေဆက်မြေပုံကိုရှာတွေ့ခဲ့တယ်အဲ့ဒီမြေပုံကကျမနိုင်ငံရဲ့ခန်းစစ်စခန်းတွေကိုအသေးစိတ်ရေးဆွဲထားတာပါရှင်ကဒီမြေပုံနဲ့ကျမတို့တိုင်းပြည်ကိုသိမ်းပိုက်ချင်တာပေါ့လေကျမကအတချောင်းကိုတုံးပြီးမြေပုံပေါ်ကအရေးကြီးတဲ့လမ်းကြောင်းနေရာလေးတွေကိုအပေါက်တေးလေးတွေဖောက်လိုက်တယ်အဲ့ဒီအပေါက်တွေကတာမန်မျက်စိနဲ့မမြင်ရပေမဲ့ဒီနဲ့ထိတွေ့လိုက်ရင်မင်းတွေဟာပြန့်နှံ့သွားပြီးလမ်းကြောင်းအမှားတွေကိုပြသမှာဖြစ်ပါတယ်ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးစာရွက်စာတမ်းတွေကိုတိတ်တဆိတ်ပြင်ဆင်လိုက်တယ်ရက်အနှဲငယ်ပဲနောက်ကျအောင်လုပ်ထားတာဖြစ်ပေမဲ့စစ်ပွဲတစ်ခုမှာအဲ့ဒီရက်အနှဲငယ်ကအသက်တမျှအရေးကြီးပါတယ်တစ်ဖက်မှာလည်းကျမကခမဲတော်စီကိုလှုပ်ဝက်စာပို့လိုက်တယ်ရန်သူကနေဆက်မြေပုံညှက်ထားတဲ့အမြန်ဆုံးစစ်ကူလုပ်ပါလို့ပေါ်တနေ့မှာအေဂရစ်ကကျမကိုပန်းချန်နဲ့ခေါ်သွားရင်မင်းကိုတော့ကိုမုန်းသလားကျမရင်ထဲတုံ့လောက်သွားပေမဲ့အချစ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်လိုက်တယ်အရှင်မင်းကြီးကဒီလောက်အထိချစ်တာပဲကျမကဘာလို့မုန်းရမှာလဲမင်းကြီးကပြုံးလိုက်ပေမဲ့မျက်လုံးတွေကတော့အေးဆက်နေစေမင်းရဲ့အမတော်တုံးကဒီနေရာမှာနေသွားတာသူကတော့ဒီနန်းတော်ကြီးကိုအယမ်းမုန်းတယ်လို့ပြောခဲ့ပြီးတယ်ကျမခေါင်းငုံပြီးမျက်လုံးထဲကလူသက်ချင်တဲ့အငွေးသက်တွေကိုဖုံးကွယ်ထားလိုက်တယ်မုန်းတာပေါ့ကျမမုန်းလုံးလို့ဒီနန်းတော်ကအနီရောင်နေရံတွေမှာမင်းတို့ရဲ့သွေးတွေနဲ့ပြန်စေးကြောပစ်ချင်တာဒါပေမဲ့ကျမပါဇက်ကတော့အမတော်ကကံကောင်းတာကိုမသိချတာပါနန်းတော်တကားနီလေးတွေဟာဆိုရင်ကျမတို့မင်္ဂလာဆောင်ဝတ်စုံတွေအတိုင်းလာပါနေစေပဲလို့ပြောတော့ကျင်းနဲ့သွားပြီးဆက်မမေ့တော့ပဲဖက်က86သွားခဲ့တယ်သူမသိတာကကျမထောင်ချောက်ထဲသူရောက်နေပြီဆိုတာပဲမကြခင်မှာပဲမင်းကြီးရဲ့ကျမကြီးကစတင်ဖောက်ပြန်လာတယ်သူခဏခဏမောပန်းလာတယ်ညဘက်ဆိုရင်ထိတ်လက်တကြားနိုးလာတတ်ပြီးခေါင်းတွေအပြင်းထန်ကိုက်ခဲလာတယ်သမားတော်တွေကတော့အလုံများလုံးလို့ဖြစ်တာလို့ပဲပြောကြတယ်တကယ်တော့ကျမပဲသိပါတယ်သူနေတိုင်းသုံးတဲ့အမွှေးတိုင်ထဲမှာအာယုံ၆ချစေတဲ့ဆေးမြက်အနှဲငယ်ကိုကျမရောထည့်ထားတာပါအဲ့ဒီဆေးကကျမတီးတဲ့စောင်းတန်ရဲ့အနှိမ့်အမြင့်တိုင်းတွေနဲ့ပေါင်းဆက်လိုက်ရင်လူကိုတန်တရားစိတ်ကြီးဆိုးစေပြီးအာယုံတွေကိုဝေဝါးစေပါတယ်တညမှာတော့ချွေရွှဲပြီးအော်ဟစ်နိုးလာပြန်တယ်သူပြန်လာပြီးသူ့မျက်နှာမှာသွေးတွေနဲ့ငါ့ကိုကြည့်နေတယ်ကျမကသူ့ကိုအသာအရဖတ်ထားပေးရင်သူ့နားထဲမှာအမတော်အသက်ရှင်စဉ်ကအကြိုက်ဆုံးဖြစ်တဲ့ကလေးချုပ်ကြပြလေးကိုခတ်တိုးတိုးဆိုပြလိုက်တယ်အဲ့ဒီကြပြတန်ကိုကြားတော့သူကိုပြီးတုံနေလာတယ်မဆိုပါနဲ့တော့တောင်းပန်ပါတယ်ကျမကသူမမြင်နိုင်တဲ့အမောင်ထဲမှာရက်ဆက်တဲ့အပြုံးကိုပြုံးလိုက်ပြီးအရှင်မင်းကြီးဒါလေးကိုတော့မခံနိုင်ဘူးလားမတော့အခေါင်းထဲမှာပိုးကောင်တွေအကြိုက်ခံနေရတော့ကဘယ်သူမှသူမရဲ့တောင်းပန်တန်ကိုနားမထောင်ပေးခဲ့ကြဘူးလေ